ပညာသားပပနဲ့ဥရောပတခွန်ပြပြဆင်အောင်မှွေနေတဲ့ဒီတခေါဒီလူကတော့ဥရောပတိုက်အနှံ့လှဲလဲပြီးပကြီးကားတွေပတ်ခိုးခဲ့ပါတယ်။ခိုးတော်မှာပကြီးကားအနှင်းငယ်သာခိုးခဲ့တာမဟုတ်ပဲပကြီးကားပေါင်းရာနဲ့ချီခိုးခဲ့ကြတာပါ။သူခိုးခဲ့တဲ့ပကြီးကားတွေရဲ့စုစုပေါင်းတန်ဖိုးကဒေါ်လာ1.9ဘီလီယံအထိကိုရှိနေခဲ့ပါတယ်။ဒါဟာအမှုပညာလက်ရာပစ္စည်းခိုးခံရမှုတမိုင်းမှာလည်းအများဆုံးသောပမာဏတစ်ခုဖြစ်ပါတယ်ရှင်။ဒီလိုမျိုးတန်ဖိုးရှိလွန်းတဲ့ပကြီးကားပေါင်းများစွာကိုသူကဝက်အုပ်လက်တစ်ချောင်းအင်တာနက်လေးတက်လက်နဲ့ဂျာကင်အကြီးတစ်ထည်သာအသုံးပြုပြီးတော့ခိုးယူခဲ့တာပါ။ဒါကြောင့်မဲသူကိုပကြီးကားတစ်ခုအဖြစ်ဘယ်ရဲဘယ်အဆောင်ငါမှသတိမထားမိခဲ့ကြပါဘူး။ဒါဆိုသူဘလို့များအဲ့ဒီပစ္စည်းလေး၃ခုတည်းနဲ့ရဲတွေသတိမထားမိအောင်ပကြီးကားတွေကိုဘလို့ခိုးယူခဲ့တာပါလေ။နောက်ပြီးသူကဘာအတွက်ကြောင့်ပကြီးကားတွေကိုပဲရွေးခိုးခဲ့တာလေ။ဒီကမ္ဘာကျော်ပကြီးကားတစ်ခုနောက်ဆုံးပါဖြစ်သွားလေ။ကဲကျမဒီမိကုန်းရဲ့အဖြစ်ကိုအတူဆက်ကြည့်လိုက်ကြရအောင်ပါ။ဇလန်ကိုတော့ပြင်သစ်နိုင်ငံသားစတီဖင်ဗရီရော့ဇတ်အကြောင်းနဲ့စရပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူကစုစုပေါင်း1.9ဘီလီယံလောက်ထိတန်ကြေးရှိတဲ့ပကြီးကားပေါင်းများစွာကိုခိုးယူခဲ့တဲ့လူတစ်ယောက်ဖြစ်နေလို့ပါရှင်။စတီဖင်ကပြင်သစ်နိုင်ငံသားကျိုးဖြစ်ပြီး1995ခုနှစ်အထိဗပြစ်မှုမှတ်တမ်းမှကျူးလွန်ထားခြင်းမရှိသေးတဲ့တာမန်လူတစ်ယောက်ပါ။ဒါပေမဲ့1995ခုနှစ်မတ်လမှာတော့စတီဖင်ကသူ့ရဲ့ချစ်သူအန်နီကတ်တရွန်နဲ့အကျိုးဆွစ်ဇာလန်နိုင်ငံကိုအလက်ပတ်ခီးထွက်လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကဆွစ်ဇာလန်နိုင်ငံမှာရှောက်လက်ပတ်နေရင်ဂီယာဆိုတဲ့အမျိုးတစ်မျိုးအရောက်မှာတော့အဲ့ဒီမျိုးတော့မှရှိတဲ့အနုပညာပြတိုက်တစ်ခုကိုဝင်ရောက်လေ့လာခဲ့ကြပါတယ်။အဲ့ဒီအခိုက်အတန့်ကပဲစတီဖင်ကိုကမ္ဘာကျော်ပကြီးတစ်ခုတယောက်စဖြစ်သွားစေခဲ့တာပါ။စတီဖင်တို့ဇုံတွေဟာအနုပညာပြတိုက်ကိုလိုက်လံကြည့်ရှုကြရင်ရှောက်လန်းတင်နေရာရောက်မှာတော့ဂျာမန်ပကြီးရေးဆရာခရစ်စတီယန်ဘီဟယ်ရေးဆွဲထားတဲ့ရုပ်ပုံပကြီးကတစ်ချက်ကစတီဖင်ရဲ့အမြင်အာရုံကိုလုံးဝဖန်ဆားခဲ့ပါတယ်။စတီဖင်ကအဲ့ဒီပကြီးကားအတွင်းမှာပါတဲ့အမျိုးသမီးရဲ့အကြည့်တွေကအသက်ဝင်လွန်းတာကြောင့်မျက်စိမလွှဲနိုင်အောင်ထိအဲ့ဒီပကြီးကားပေါ်မှာတော်တော်လေးသဘောကျသွားခဲ့တာပါ။ဒါကြောင့်မစတီဖင်ရဲ့စိတ်ထဲမှာဒီပကြီးကားကိုလူချင်းတက်မှတ်လွန်းတဲ့စိတ်တွေကထိန်းချုပ်လို့မရအောင်ကြီးစိုးလာခဲ့ပါပြီ။ဒီပကြီးကားကသူ့အပိုင်းဖြစ်ရမယ်။ဒီပကြီးကားကိုရအောင်ယူမယ်ဆိုတဲ့စိတ်တွေကလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီနောက်အပြင်ရောက်ချိန်မှာတော့စတီဖင်ကသူ့ရဲ့ချစ်သူကက်သရင်းကိုအခုလိုမျိုးပူပွန်လင်းလင်းစကားတခုပြောဆိုတိုင်ပင်ခဲ့ပါတယ်။ကက်သရင်းရေငါခုနကပကြီးကားချက်ကိုအရန်လိုချင်မိတယ်ကွာငါအဲ့ဒီပကြီးကားကိုရအောင်ခိုးမယ်မင်းလိုက်လျော့ပေးနိုင်မလားဒီလိုမျိုးမေးလိုက်တဲ့စတီဖန်ရဲ့မိကွန်းကတာမန်ချစ်သူမိန်းကလေးတယောက်ဆိုရင်တော့ကြားရင်ကြားမကြားရင်နေ့လိုမကောင်းတဲ့ကောင်းနဲ့မတွေ့ဘူးဆိုပြီးတော့ထားခဲ့ကောင်ထားခဲ့နိုင်ပေမဲ့ကက်သရင်းကအဲ့ဒီလိုမိန်းကလေးမျိုးမဟုတ်ခဲ့ပါဘူးသူကစတီဖန်ကိုအရန်ချစ်ပြီးအဆက်ဆက်အရာရာလဲဘေးကနေပတ်မှုကူညီပေးခြင်းတဲ့မိန်းကလေးတယောက်ပါဒါကြောင့်ပဲကက်သရင်းကစတီဖန်ရဲ့စကားကြားပြီးကြမှာပဲဒီကြမ်းဆိုးငါတို့လောက်ကြရအောင်ဆိုပြီးတော့ပြန်တဲ့သဘောတူပြောဆိုခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့မှာတော့စတီဖန်တို့ဇုံတွေကဂီယာနုပညာပြတိုက်ကိုတဖန်ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်အဲ့ဒီချိန်တုန်းကအနုပညာပြတိုက်တွေမှာအဆောင်တောင်ဝန်ထမ်းဆောင်နေတဲ့လူတွေကလက်ချိုးရည်လို့ရတယ်လို့ CCTV ဆိုတာကလည်းအဆောင်အပြည့်ရှိမနေခဲ့ပါဘူးဒီလိုအခြေအနေတွေကိုအခွင့်ကောင်းယူပြီးခိုးမှုတစ်ခုအတွက်အတွေ့အကြုံမရှိသေးတဲ့စတီဖန်ကဂျာကင်အကြီးတစ်ထည်သားဝတ်စင်ကယုံကြည်မှုရှိရှိနဲ့ပြတိုက်ထက်ကိုဝင်လာခဲ့ပါတယ်နောက်ပြီးသူ့ရဲ့ဘေးမှာအကိုလိုရမယ့်ချစ်သူကက်သရင်းကလည်းရှိနေသလိုပကြီးကားဖြုတ်ဖို့ဝက်လက်တလက်နဲ့ CCTV ဖြုတ်ဖို့အင်တာနက်တလက်တို့ကိုလည်းအင်ဂျီအိမ်ထဲမသိမသာထည့်ပြီးယူဆောင်လာခဲ့ပါတယ်ဒီလိုနဲ့သူခိုးယူခြင်းနေတဲ့ဂျာမန်ပကြီးကားရှိအရောက်မှာတော့ကက်သရင်းကရှောင်းလန်းအတွင်းအဆောင်နေရှိမရှိမျက်စိမပြတ်ကြည့်ထားပေးပြီးတော့စတီဖန်ကတော့ပကြီးကားကိုပါလာတဲ့ဝက်ဦးလန်းနဲ့စတင်ဖြုတ်ခိုးပါတော့တယ်အဲဒီနောက်မှာတော့ပကြီးကားကိုလှိပ်ပြီးသူ့ရဲ့ဂျာကင်အင်ဂျီတဲ့ထက်ကခက်တီတီနဲ့ပဲနှစ်ယောက်သားဂီယာပြတဲ့အတွင်းကနေထွက်ခွာသွားနိုင်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့စတီဖန်တို့ဇုံတွေကပြင်သစ်နိုင်ငံစီပြန်လာခဲ့ကြပြီးသူတို့ရဲ့အောင်မြင်မှုအတွက်ပြောရှင်ခဲ့ကြပါတယ်ဒါပေမဲ့ one a thief always a thief တခါခိုးဖို့ရင်နောက်ထပ်တစ်ကြိမ်ထပ်ခိုးမှာပဲဆိုတဲ့စကားပုံအတိုင်းစတီဖန်ကသူပထမဆုံးလုပ်ခဲ့တဲ့ခိုးမှုတစ်ခုကိုတောင်လွယ်လွယ်ကူကူနဲ့အေးစစ်စွာလုပ်နိုင်ခဲ့တာကြောင့်နောက်ထပ်ခိုးမှုတွေကိုထပ်လုပ်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်ဒီလိုနဲ့စတီဖန်တို့ဇုံတွေကအချိန်ခဏသာခြားပြီးဥရောပနိုင်ငံ9နိုင်ငံကိုလှည့်လည်သွားကအဲ့ဒီနိုင်ငံတွေအတွင်းကအနုပညာပြတိုက်ပေါင်း190ကျော်ကနေပကြီးကားချက်ပေါင်း240အထိခိုးယူနိုင်ခဲ့ကြပါတယ်ဒါလောက်များတဲ့ပကြီးကားချက်တွေကိုခိုးယူနေခဲ့တဲ့တခြားလုံးပါလေစတီဖန်ကရဲတွေနဲ့ပြတိုက်လုံခြုံရေးအဆောင်တွေရဲ့သတိထားမိခြင်းကိုလုံးဝမခံခဲ့ရပါဘူးဒါဟာဘာကြောင့်လို့ထင်ပါလဲဒီလိုအောင်မြင်မြင်ခိုးယူဖျက်ဆီးနိုင်ခဲ့တာဟာစတီဖန်ရဲ့မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့သူရေးဆွဲထားတဲ့ plan ကြောင့်လို့ပြောရမှာပါစတီဖန်ကအဆောင်များပြီးနာမည်ကြီးတဲ့အနုပညာပြတိုက်တွေကိုဘယ်တော့မှဝင်ရောက်မခိုးပါဘူးသူဟာနာမည်သိမ့်မရှိသေးတဲ့ပြတိုက်တွေမှာသာလှည့်လည်ခိုးယူနေခဲ့တာပါတစ်ချိန်ထက်ပိုခိုးခဲ့တဲ့ပြတိုက်တွေတောင်ရှိခဲ့ဘူးပြီးနောက်တစ်ချိန်အဲ့ဒီပြတိုက်စီပြန်သွားရင်တော့စတီဖန်ကမုံစိမ်မွေးတွေနှခမ်းမွေးတွေနဲ့ပြန်သွားလို့ရှိတယ်လို့လည်းသိရပါတယ်ဒါပေမဲ့ဒီခိုးမှုတွေအားလုံးအောင်မြင်နေရတဲ့နောက်ကွယ်မှာတော့မမေ့သင့်တဲ့လူတစ်ယောက်ရှိပါတယ်သူကတော့စတီဖန်ရဲ့ချစ်သူကက်သရင်းပါကက်သရင်းကသူ့မရဲ့ချစ်သူအယုံမှုဖြစ်နေတဲ့ပကြီးကားခိုးမှုတိုင်းမှာလိုက်ပါကူညီပေးခဲ့ပြီးနောက်ကွယ်ကနေလည်းစတီဖန်ရဲ့လုံခြုံရေးကိုဂရုစိုက်ပေးနေခဲ့တာပါဒီလိုမျိုးကိုယ့်အကြိုက်ကိုလိုက်လုပ်ပေးတဲ့ချစ်သူတစ်ယောက်ရထားတာကလည်းစတီဖန်အောင်မြင်မှုတွေရဲ့နောက်ကွယ်ကအလျှို့ဝှက်ချက်တစ်ခုလို့ပြောလို့ရပါတယ်ကဲဒါဆိုဒီနေရာမှာကျမတို့မိကွန်းတချို့နဲ့ပတ်သက်ပြီးတော့စဉ်းစားဖို့လိုအပ်လာပါပြီအဲ့ဒီမိကွန်းကတော့စတီဖန်ကဒီလိုမျိုးပကြီးကားချက်တွေခိုးပြီးတော့ဘာတွေလုပ်နေခဲ့တာလဲတန်ဖိုးကြီးမားတဲ့ပကြီးကားချက်တွေခိုးရကနေသူတို့ဇုံတွေကချမ်းသာနေခဲ့ပြီလား
ပြည်သက်ကြီးတို့အနေနဲ့စတီဖင်ကဒီပကြီးကားတွေကိုချမ်းသာလို့စိတ်ကြောင့်ခိုးယူခဲ့တာလို့ထင်နေရင်တော့လုံးဝမှားသွားပါလိမ့်မယ်ရှင်စတီဖင်ကပကြီးကားပေါင်းများစွာခိုးယူပြီးသည့်တိုင်ပြည်သက်နိုင်ငံရဲ့စားတောက်ဆိုင်တစ်ခုမှာဇပွဲတို့အဖြစ်လောက်ကိုင်ဆောင်ရွက်နေဆဲဖြစ်ပြီးသူ့ရဲ့ချစ်သူကက်သရင်းကလည်းသူနာပြုတ်အလုပ်ကိုသာဆက်လက်လုပ်ကိုင်နေဆဲပါဟုတ်ပါတယ်စတီဖင်ကဒီပကြီးကားတွေကိုစီးပွားဖြစ်ရောင်းချဖို့ခိုးယူခဲ့တာမဟုတ်ပဲသူလက်ရှိနေထိုင်နေတဲ့သူ့အမေရဲ့အိမ်လေးထဲမှာခိုးယူထားခဲ့တဲ့တန်မိုးကြီးပကြီးကားတွေအပြည့်စင်ပြီးတာမန်ဘွားနဲ့တာနေထိုင်နေခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့စတီဖင်ဟာပကြီးအနုပညာကိုအင်မတန်ယူသွက်ပြီးဝန်တူယူတယောက်လို့တောင်ပြောလို့ရပါတယ်နောက်ပြီးစတီဖင်ကိုရဲတွေမရိပ်မိတာကတခိုးမဲ့လူမသိစေတာကလည်းအခုလိုမျိုးသူခိုးယူခဲ့တဲ့ပကြီးကားချက်တွေကိုဈေးကွက်ထဲပြန်ရောင်းချတာမျိုးမလုပ်ဘဲအိမ်မှာပဲထိန်းသိမ်းတာကြောင့်ရဲတွေကပျောက်သွားတဲ့ပကြီးကားတွေရဲ့နောက်ကျောင်းကိုလိုက်လို့မရပဲဖြစ်နေခဲ့ပါတယ်ဒီလိုများများစွာသောအနုပညာလက်ရာတွေကိုဘယ်သူမှသတိမထားမိအောင်ရရှိထားနေပေမဲ့စတီဖင်တယောက်ကတော့နောက်ထပ်ပကြီးကားချက်တွေကိုထပ်မံခိုးယူခြင်းနေသေးပါတယ်အဲ့ဒီလိုကိုလောဘကိုအတော်မတက်နိုင်တဲ့စိတ်ကြောင့်ပဲစတီဖင်ရဲ့ကြဆုံးခန်းကဆက်တင်လာခဲ့ပါတယ်1998ခုနှစ်မှာတော့စတီဖင်နဲ့ကက်သရင်းတို့ဇုံတွေကဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ပြတိုက်တစ်ခုကိုသွားပြီးရှေ့ကသူတို့လုပ်ခဲ့တဲ့လုံရိုးလို့စင်တိုင်းပကြီးကားတစ်ချက်ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ယုံကြည်မှုရှိလွန်းတဲ့စတီဖင်ကိုရဲတွေကသတိထားမိသွားခဲ့ပြီးစစ်ဆေးရမှာတော့စတီဖင်ရဲ့ဂျာကီအင်ဂျီထဲမှာပကြီးကားတစ်ချက်ခိုးယူထားတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ရဲတွေကသူ့ကိုဖမ်းဆီးလိုက်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်တဲ့အချိန်မှာတော့စတီဖင်ရဲ့အမှုကကြီးမားတဲ့အမှုတစ်ခုမဟုတ်သလိုသူခိုးယူခဲ့တာကလည်းတန်ဖိုးသိမ့်မကြီးတဲ့ပကြီးကားတစ်ချက်ဖြစ်နေပါတယ်နောက်ပြီးစတီဖင်ကိုရိုင်းကလည်းအရင်ကဘာပြစ်မှုမှတ်တမ်းမှမရှိတဲ့လူတစ်ယောက်ဖြစ်သလိုငွေယူပြီးတောင်းပန်နေခဲ့ပုံတွေကြောင့်ဆွစ်ဇာလန်ရဲတွေကသူ့ကိုသတိပေးမှုတွေသာလုပ်ပြီးတော့အချုပ်ကနေလွှတ်ပေးခဲ့ပါတယ်ဒါပေမဲ့ဆွစ်ဇာလန်နိုင်ငံအတွင်းနေထိုင်ခွင့်ကိုတော့10လပေးချလိုက်တာကြောင့်စတီဖင်และကက်သရင်းနဲ့အတူပြင်သစ်ကိုပြန်လာခဲ့ပါတယ်စတီဖင်ကသူ့ရဲ့ပထမဆုံးလွဲချော်ခဲ့မှုအပေါ်အားမလို့အားမရဖြစ်ခဲ့ရပြီးမြဲတခြားဥရောပနိုင်ငံတွေအတွင်းမှာတော့နောက်ထပ်ခိုးမှုတွေထပ်မံပြုလုပ်နေခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီဖြစ်ရပြီး၄နှစ်ကြာမှာတော့သူ့ကိုဖမ်းမိခဲ့တဲ့ဆွစ်ဇာလန်နိုင်ငံကအဲ့ဒီပြတိုက်ကိုကက်သရင်းနဲ့တူပြန်သွားပြီးတော့နောက်ထပ်တစ်ကြိမ်ခိုးယူမှုပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်ဒါဟာအင်မတန်စွန့်စားလွန်ပြီးယူမိုက်တဲ့လောက်ရတစ်ခုလို့ပြောရမှာပါပဲပြည်သက်ကြီးဒီလောက်ရကြောင့်ပဲစတီဖင်ရဲ့နောက်ကျောင်းတွေကိုပါအားလုံးဘူးပေါ်သလိုပေါ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ပထမသူ့ကိုဖမ်းမိထားတဲ့ပြတိုက်အတွင်းကအဆောင်တယောက်ကသူပြန်လာတာကိုသတိထားမိသွားခဲ့ပြီးနောက်တစ်ချိန်ပကြီးကခိုးယူမှုကိုထပ်မံဖမ်းဆီးမိလိုက်လို့ပါဒါကြောင့်မစတီဖင်ရဲ့နောက်ကျောင်းကိုပြင်သစ်ရဲတွေစီအကြောင်းကြားပြီးစုံစမ်းခိုင်းရမှာတော့ပြင်သစ်ရဲတွေလည်းတောက်လျှောက်လိုက်လံစုံစမ်းမှာတော့တယ်ဒီနေရာမှာစတီဖင်ကန်ကောင်းသွားတာတခုကသူအဲ့လိုဖမ်းမိမိကျမှာပဲကက်သရင်းကပြင်သစ်နိုင်ငံမှာရှိတဲ့စတီဖင်အမိကိုအကြောင်းကြားပြီးအိမ်မှာရှိတဲ့ပကြီးကားတွေအကုန်လုံးကိုကြိုပြီးတော့ရှင်းခိုင်းခဲ့တာပါစတီဖင်ရဲ့အမိကလည်းမီရှိုတင်တာရှို့ရေထဲမျောတင်တာမျောနဲ့အားလုံးကိုရှင်းပြခဲ့ပါတယ်ဒါပေမဲ့တပတ်လောက်ကြာတဲ့အချိန်မှာတော့ရေထဲမျောထားတဲ့ပကြီးကားတွေကိုပြည်သစ်ရဲတွေကတွေ့ခဲ့ကြပြီးစတီဖင်အပါဝင်ဆရာဘာတွေဖြစ်ခဲ့ကြတဲ့ကက်သရင်းနဲ့စတီဖင်အမိကိုပါဖမ်းဆီးလိုက်ကြပါတယ်အဲဒီနောက်မှာတော့စတီဖင်ဟာပကြီးကားတွေခိုးယူမှုနဲ့ထောင်နဲ့4နှစ်ကြာခဲ့တယ်လို့စတီဖင်ရဲ့အမိအမ်မာကထောင်နဲ့1နှစ်ခွဲနဲ့ကက်သရင်းကတော့ထောင်နဲ့6လဆိုပြီးအသီးသီးကြာခံခဲ့ကြပါတယ်ကက်သရင်းကထောင်ကထွက်ချိန်မှာတော့စတီဖင်ကိုအပိတိုင်လမ်းခွဲသွားခဲ့တယ်လို့အမေဖြစ်သူကလည်းသူ့ရဲ့သားစတီဖင်ကိုအိမ်မော်ကနေနှင်ချခဲ့ပါတယ်။စတီဖင်ကြောင့်ရောရက်တွေနဲ့ထောင်ကထွက်လာချိန်မှာတော့ပြန်စရာအိမ်မရှိတော့သလိုအတူနေခဲ့တဲ့ချစ်သူနဲ့သူတံမိုးထားပြီးခိုးခဲ့တဲ့ပကြီးကားတွေကလည်းသူ့ဘဝမှာမရှိတော့ပါဘူး။ဒါပေမဲ့စတီဖင်ကတော့နောင်တရခြင်းမရှိပဲပကြီးကားခိုးယူမှုတွေကိုသာဆက်ကျူးလွန်နေခဲ့ရင်ထောင်ချလိုက်ပြန်လွတ်လာလိုက်ထောင်ထက်ချလိုက်ပြန်လွတ်လာလိုက်နဲ့တန်တရားလဲနေရင်2019ခုနှစ်နောက်ပိုင်းမှာတော့ကမ္ဘာကျော်ပကြီးတကုတ်စတီဖင်ရဲ့အကြောင်းလဲဘာအစအနားမှဆက်မကြရတော့ပါဘူးရှင်။ဒီလိုနဲ့ပဲလောဘကိုအထောမတက်နိုင်တဲ့စတီဖင်ရဲ့ဘဝအဆုံးသတ်သွားရတယ်လို့ပြောရမှာပါပြည်သက်ကြီးပြည်သက်ကြီးတို့လည်းကျမဒီနေ့တင်ဆက်ပေးခဲ့တဲ့စတီဖင်ရဲ့ဘဝဖြစ်ရမှန်ဇာတ်လမ်းကနေတန်ဝင်ကားရစရာအတူယူစရာတွေရရှိခဲ့လိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်